ခေတ်တဲ့ဘောလုံးလောကမှာအပြေးလွှားဆုံးစ조사ဆုံးနဲ့အနေချဆုံးတိုက်စစ်မှုတရားကိုပြပါဆိုရင်အားလုံးကသူ့ကိုပဲလက်ညှိုးထိုးကြလိမ့်မယ်လို့ထင်ပါတယ်ခုတော့အဲ့ဒီအမှန်ပြည့်နဲ့ခြေလန်းတွေဟာနိုင်ငံတကာမြက်ခင်းပင်ဝေါ်ကနေထာဝရနှုတ်ဆက်သွားခဲ့ပါပြီဆယ်စုနှစ်နှစ်စုနီးပါးဂိုးတွေနဲ့တမိုင်းရိုးခဲ့တဲ့မုံဆိုးတယောက်သူ့ရဲ့ခန္ဓာကိုယ်မှာတက်တူးတွေပြည့်မရှိဘူးလူနေမှုဘဝကလည်းကြွားဝါမှုကင်းစင်တယ်ဒါပေမဲ့မြက်ခင်းပင်ဝေါ်ရောက်ပြီဆိုရင်သူဟာတားကောင်ကိုဘယ်တော့မှလွတ်အောင်မထားတဲ့မုံဆိုးတယောက်လိုပါပဲနာပိုလီမှာဂန္ဓဝင်ဖြစ်ခဲ့တယ် PSG မှာတမိုင်းတစ်ရေးဆိုခဲ့တယ်မန်ချက်စတာယူနိုက်တက်မှာဝိုင်းရင်ကျောင်းဆရာတယောက်လိုအစွမ်းပြခဲ့တယ်သူဟာဥတုကွေနိုင်ငံအတွက်ဂိုးပေါင်း90ကျော်တွင်ပေးခဲ့တဲ့လူသက်သမားတယောက်လို့ဘဝရဲ့နေဝင်ချင်းကိုရောက်လာခဲ့ပါပြီတော်လိုက်မုံဆိုးဘဝကနေအောင်မြင်မှုထုတ်တိတ်ကိုရောက်ရှိခဲ့တဲ့သူ့ရဲ့ခီးစဉ်ကိုတော့အခုပဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ကြရအောင်ခင်ဗျာကာဗာနီကို1989ခုနှစ်ဖေဖော်ဝါရီလ14ရက်ဥတုကွေးနိုင်ငံဆယ်တိုမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့မိသားစုကချမ်းသာတဲ့ထဲမှာမပါခဲ့ပါဘူး။သူ့ရဲ့ဖေကလည်းဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်ပြီးကာဗာနီရဲ့ပထမဆုံးနီးပြတဲ့ဖြစ်ခဲ့ပါတယ်။ငယ်ငယ်ကလေးကကာဗာနီယာအရန်မိန်ပြီးအားငယ်တဲ့ကလေးတစ်ယောက်ပါ။ဒါပေမဲ့သူ့မှာအခြားကလေးတွေထက်အားတာတဲ့ချက်ကတော့မလျှော်တော့ဆွဲပဲဖြစ်ပါတယ်။သူဟာလမ်းမပေါ်မှာဖက်နှက်မပါပဲဘောလုံးကန်ရင်သူ့ရဲ့အမဲလိုက်စွမ်းရည်ကိုစတင်ပြူထောင်ခဲ့တာလည်းဖြစ်ပါတယ်။ကာဗာနီယာအသက်12နှစ်အရွယ်မှာပဲသူ့ရဲ့ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။သူဟာအိမ်နဲ့ဝေးကွာနေတဲ့ဒဏ်ကိုအတူရင်း2005ခုနှစ်မှာတော့စီနီယာအသင်းတစ်ခုကိုစတင်ကစားခွင့်ရရှိခဲ့ပါတယ်။အဲဒီကစပြီးဥရောပကလပ်အသင်းများကမျက်စိကျခြင်းကိုခံခဲ့ရပါတယ်။2009ခုနှစ်မှာတော့အီတလီရဲ့ကလပ်အသင်းဖြစ်တဲ့ပါမာမိုအသင်းကိုပြောင်းရွှေ့ခဲ့ပြီးဥရောပခြေလှမ်းကိုစတင်ခဲ့ပါတယ်။သူ့ရဲ့နာမည်ကျော်ကြားမှုကိုတော့2010ခုနှစ်နာပိုလီရောက်ရှိခဲ့တဲ့နောက်ပိုင်းကစတင်ခဲ့ပါတယ်။နာပိုလီမှာ138ပွဲကစားပြီး104ဂိုးအထိတွင်းယူနိုင်ခဲ့ပါတယ်။2012ခုနှစ်မှာကိုပါအီတလီယာဖလားကိုရယူနိုင်ခဲ့ပြီးစီးတီးရဲ့ဂိုးသွင်းများဆုံးဆုချန်ပီယံလည်းဖြစ်ခဲ့ပါတယ်။2013ခုနှစ်မှာတော့ပြင်သစ်ရဲ့ကလပ်တင်းတွင်ဖြစ်တဲ့ PSG ကယူရို64တန်းနဲ့ခေါ်ယူခဲ့ပြီးအဲ့ဒီအချိန်ကပြင်သစ်သမိုင်းမှာဈေးကြီးဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ PSG တင်းမှာသူဟာအမပေးပြား6ကြိမ်ရဲ့စုစုပေါင်းဖလားများစွာကိုရရှိခဲ့ပြီးကာဗာနီယာဇာဒန်အီဘရာဟင်မိုဗစ်နေမာတို့လိုကျယ်ပွင့်နေကြမှာသူဟာပွဲပေါင်း300ပွဲကစားပြီးဂိုး200အထိတွင်ခဲ့ပြီး PSG ရဲ့တမိုင်းတစ်လျှောက်ဂိုးတင်များဆုံးဆုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။အသက်33နှစ်အရွယ်2020ခုနှစ်မှာတော့သူဟာမန်ချက်စတာယူနိုက်တက်တို့ရောက်ရှိခဲ့ပြီးသူ့ရဲ့ဝါရေးမှုနဲ့စ조사အားထုတ်မှုတို့ကြောင့်ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။အဒီနောက်မှာတော့စပိန်ကလပ်ဗလန်စီယာကိုတရားဒီခိတ္တကစားပြီး2013ခုနှစ်မှာတော့အာဂျီနီးနားကလပ်ဖြစ်တဲ့ဘိုကာဂျူနီယာတို့ပြောင်းရွှေ့ခဲ့ပါတယ်။ဥဒုနဂွေတင်အတွက်လည်းကာဗာနီယာတိုက်စစ်မှုဆောင်တဲ့နဲ့သူကြောက်မက်ဖော်ရအတွေ့အကြုံဖြစ်ခဲ့ပါတယ်။2024ခုနှစ်မေလမှာတော့ကာဗာနီယာဥဒုနဂွေလေစင်တင်ကတရားဝင်အနားယူကြောင်းကြေညာခဲ့ပါတယ်။သူဟာနိုင်ငံအသင်းသက်ပွဲပေါင်း136ပွဲကစားပြီး58ကိုတွင်ခဲ့တဲ့ဒုတိယဂိုးတင်များဆုံးသူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ဘောလုံးသမားတစ်ယောက်ရဲ့တန်ဖိုးဟာသူရခဲ့တဲ့စူပလာအနေနဲ့တွင်မဆုံးဖြတ်နိုင်ပါဘူး။ကာဗာနီအတွက်တော့ဘောလုံးဟာအလုပ်တစ်ခုတည်းပိုခဲ့ပါတယ်။အောင်မြင်မှုတွေရဲ့အထိုးတိုင်းမှာရှိနေချိန်မှာတော့သူဟာရိုးရှင်းတဲ့တော်လိုက်မုံဆိုးသမားတစ်ယောက်ကိုအလွန်နှစ်သက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကွင်းထဲမှာလည်းအသင်းအတွက်စကန်တီခွန်အားစိုက်ပြီးကစားပေးခဲ့ပြီးနောက်ဆုံးမိနစ်ထိတိုက်ပွဲဝင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အခုဆိုရင်ဥဒုကွေတင်ရဲ့အပြာရောင်ဂျာစီနဲ့တူပြခဲ့တဲ့အာမန်နေဂိုရှိပေါက်မှာတွေးတဲ့အဆုံးသတ်မှုတွေကိုကျွန်တော်တို့မြင်တွေ့ရတော့မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကာဗာဒီဆိုတဲ့နာမည်ဟာဂိုးတွင်းဆက်တစ်လုံးဖြစ်တာမကလူငယ်တိုင်းအတွက်ဆံရပုဂ္ဂိုလ်တူဦးဖြစ်တမိုင်းစာမျက်နှာမှာအခိုင်အမာရှိနေမယ်လို့တော့ထင်ပါတယ်ခင်ဗျာ။ကာဗာနီရဲ့ကစားသမားဘဝတင်ကြိုက်ဆုံးဂိုးနဲ့ဒါမှမဟုတ်အမတ်တရားအခိုက်အတန့်ကဘယ်ရာတွေဖြစ်မလဲ။နာပိုလီရဲ့ဂိုးတွေလား PSG ရဲ့စံချိန်တွေလားဒါမှမဟုတ်မန်ချက်စတာယူနိုက်တက်မှာပြသခဲ့တဲ့ဝါရင်ခြေစက်တွေလားတခုခုကိုတော့ကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ခင်ဗျာအခုလိုဘောလုံးသမားတွေရဲ့အကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်စုံတွေ့ပါအောင်မယ်ခင်ဗျာအားလုံးတာယာလပါတော့နေ့လေးဖြစ်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ